တွေ့ခဲ့တဲ့အချိန်ဆိုရှင်တော့မယ်ရီဆက်ရုံပါပေါ့ဟိုလူပြောမလဲလူပြောမလဲဆိုရှင်အဲ့နိုင်ရောမှာတွေ့ရတော့ကြာပြီစကားပြောရတယ်ကြာပြီဒါပေမဲ့အပြင်မှာတခါမတွေ့ဘူးအပြင်မှာမတွေ့ဘူးဆိုတာလေတကယ်ချင်းတွေကပြတယ်ဆန္ဒဆိုတာ तू တက်တူးတွေနဲ့စိုးတယ်မိုက်တယ်ပြောဟဲ့အဲ့လိုလူစိုးလားပေါ့တခါမှလည်းပြင်မှာမတွေ့ဘူးပေါ့တည့်ရမလားအဲ့လိုနဲ့အဲ့လိုနောက်ပိုင်းစကားတွေပြောရင်းနဲ့ကြာမှအဲ့သမင်းဆိုင်ဒီလေသာသမင်းဆိုင်နဲ့တွေ့ရညီမလေးကအောက်ညီမလေးအောက်ထပ်မှာစားသူကအပေါ်မှာစားပြီးဆင်းလာတာညီမလေးကစားနေတယ်နဲ့သူဆင်းလာချိန်မှာအဲ့သူ့ရဲ့ဟိုဗာလဲ program မှာတင်ထားတဲ့ပုံကြည့်ပြီးတော့ဟိုဒါသူပဲအဲ့မမရဲ့အပြင်မှာမြင်ဖို့အောင်ကြည့်မယ်ဆိုပြီးတော့အဲ့လိုမှတ်ထားနေတယ်သူကဆင်းလာတယ်ညီမလေးကအပေါ်မောကြည့်ရတယ်အဲ့လိုကြိုက်ပြီးတွေ့တာအဲ့ပထမအဆုံးတွေ့တာပေါ့ဆက်ရုံဒီစားဖြစ်ခင်မှတ်တရတော့ကျွန်တော်စတွေ့တဲ့အချိန်อ่ะပေါ့သူတငယ်ချင်းနေနဲ့ဆက်ယုံထဲမှာတငယ်ချင်းနေနဲ့ပြေးလွှာပြီးဆော့ခလေးတယောက်လိုပဲဗျာအဲ့တော့ကျွန်တော်ကသူ့ကိုတွေ့ပြီးတော့ချစ်သွားတယ်ပေါ့ဒီလိုမှုရတော့အများကြီးပဲပေါ့။ဘာကြိုးစားခဲ့ရလဲဆိုတော့ကျွန်တော်တို့မိဘရဲ့သဘောမတူမှလည်းကြောက်တယ်ပြီးတော့နေရာရလည်းဝေးကြီးဆိုတော့ကျွန်တော်တို့အဲ့ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုပြီးတော့တွေးခဲ့။သူနဲ့ကျွန်တော်နဲ့ဆိုရင်တော်တော်အလန့်ဝေးရလေ။အဲ့လိုကျွန်တော်တို့အများကြီးတွေးခဲ့ပေါ့။ပြီးတော့ကျတော့ငါတို့အဆင်ပြေပါမလား။ပြီးတော့ကျတော့ကျွန်တော်တို့ကထိုင်းနိုင်ငံမှာဆိုတော့သူများနိုင်ငံမှာဆိုတော့မင်္ဂလာဆောင်ဖို့နာပြင်လက်ထပ်ဖို့နာအစာမျက်နှာငယ်ရလောက်တယ်ဆိုပြီးတော့အတွေ့အများကြီးတော့ဝေနာပေါ့အခက်ခဲလည်းအများကြီးဖြစ်တယ်အဲ့လိုအများကြီးတဲ့ဟိုကျွန်တော်တို့ဖြတ်ကျော်လာပြီးကြမှာဟုတ်ငါတို့ဒီမင်္ဂလာပွဲတော့ငါတို့လှုပ်ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့เนี่ยပတ်စံနေတူတူစုရင်းနဲ့ဒီမင်္ဂလာပွဲကိုဖြစ်မြောက်အောင်လုပ်ခဲ့ရပါ没有记在这内，雪烟我不在的对面被我陪，看夜到七度呢，只留着面路个，没那么他我的心真嘞，你也对你不不了吧，这都也傲嘛。冷中对对的走吧，一口水都难呀，就不我也爱呀，地方的身体嘟嘟是多妈妈。ချစ်တော့နဲ့ချင်နာတွေမရိုင်လဲနဲ့ချစ်သူလေးတစ်လုံးချစ်ချင်နေ
ချင်နာတွေပြိုင်လဲနေချစ်သူလေးတလုံးချစ်ချင်နေ ခိုင်နေတဲ့ချစ်ချင်နေချင်နာတွေမရိုင်လေးနေချစ်သူလေးတတလုံးချစ်ချင်နေခိုင်နေတဲ့ချစ်ချင်နေချင်နာတွေမရိုင်လေးနေချစ်သူလေးတတလုံးချစ်ချင်နေခိုင်နေတဲ့ချစ်ချင်နေချင်နာတွေမရိုင်လေးနေချစ်သူလေးတတလုံးချစ်နေမေ သူအရန်ကြွေသွားတဲ့အချိန်မှာကျွန်တော်သူစာသွားရေးသေးတယ်သူစာသွားရေးတော့သူကကျွန်တော်ရှေ့ရဟာကျွန်တော်ဟိုင်းလို့ရသူစာမပြန်ဘူးအဲ့ဒီစာမပြန်မဲနဲ့နေတော့ကျွန်တော်လည်းသူစာသွားမရေးဖြစ်တော့မရေးဖြစ်တော့အချိန်မှာကျွန်တော်မိုင်းလေးတင်လိုက်တယ်ကျွန်တော်နည်းနည်းဖီးလိုက်တယ်ပေါ့အဲ့ဖီးလိုက်တော့သူကဟာဟာလာပေးအဲ့ဒီဟာလာပေးတဲ့ခိုက်တယ်မှာကျွန်တော်သူ့ကိုသွားပြီးရန်တွေ့ရပါဘာလို့ဟာလာပေးရလဲဖီးရဖို့ပေါ့အဲ့လိုအချိန်မှာပဲသူကမတော်တဆပေးမိပါဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာနဲ့နေရောစကားရပြောပြရင်လည်းသူကကိုကြီးလို့လည်းခေါ်တယ်မျိုးမျိုးပေါ့အကိုလို့လည်းခေါ်တယ်အဲ့ဒါကျွန်တော်မကြိုက်တော့ကျွန်တော်ကအစတည်းကသူ့ကိုကြိုက်နေတယ်လို့ဆိုတော့ဗျာသူကျွန်တော်ကပြောတာကိုကြီးလို့လည်းမခေါ်နဲ့အကိုလို့လည်းမခေါ်နဲ့ကျွန်တော်ကကိုလို့ပဲခေါ်အဲ့ဒါပြီးတော့မတရားရအများကြီးကြာမဖြစ်ခင်ရတော့သူကတခါတခါရီလိုက်ရင်လည်းချစ်စရာကောင်းတယ်လူချင်းဘယ်လိုလဲစကားပြောတာအစားကလေးတယောက်လိုပဲသူကမတရားရအများကြီးဆိုတော့ဘယ်လိုလဲပြောလို့မရတော့ပြောမတတ်တော့ဘူးဘာရှိတယ်လို့ဆိုတော့လေကိုကပိုရှိလို့လာတော့မသိဘူးအမတရားရအများကြီးပဲဘယ်လိုမှဘယ်လိုလဲပြောလို့မရဘူးဒီနေ့ကတော့သူနဲ့ကျွန်တော်နဲ့ဒါအမတရားရအများကြီးရမှဒီနှစ်ယောက်သားတူတူပေါ့ထိမ်းများလက်ထပ်လိုက်တယ်ဒါကတော့ကျွန်တော်တို့ဘဝအတွက်တကယ်ကိုအမတရားပါနော်အမတရားသူလည်းကျွန်တော်အများကြီးချစ်ပါတယ်ကျွန်တော်အတွက်ဆိုးတာတွေကောင်းတာတွေကိုသူမညိုမငြင်ပဲကျွန်တော်အမြဲချစ်ပေးတဲ့အတွက်အရင်လည်းကျေးဇူးတင်ပါတယ်ဒီမှာနေဆုံးထိတူတူချစ်သွားမှာပါ